ဒီနေ့အချိန်မှာလူတွေကကြည့်တဲ့ချမ်းသာဖို့အလုပ်တွေအရင်လိုဖိလို့ဆရာမလိုတော့ဘူးဆိုရင်လုံးဝမှန်အောင်လိုက်ပါနဲ့အခုမြင်နေရတဲ့ကောင်လေးဆိုရင်မျက်နှာတစ်ချက်တောင်ထွက်မပြပဲအချိန်တိုတွင်မီလီယံနာတောင်ဖြစ်သွားတာပါတကယ်တော့သူတယောက်တည်းကဒီလိုတတရဖြစ်နေတာမဟုတ်ပါဘူးတချို့ဆိုတလကိုမြန်မာငွေသိန်းရာထောင်ချီဝင်နေလို့3ကျန်အောင်ဖြုံးကျန်ဖြုံးနိုင်တဲ့အနေထားရောက်ကုန်ကြပါပြီကျွန်တော်အခုပြောနေရတွေက AI ကိုကောင်းကောင်းအသုံးချပြီးဝင်ငွေချမ်းနေကြသူတွေပါကျွန်တော်ကတော့ Creative Buzz Academy Founder အောင်စုပိုင်ဖြစ်ပြီးတော့ AI Influencer တွေဘယ်လိုနည်းတွေနဲ့ပတ်စံသိမ့်ယူနေကြလဲဆိုတာကိုပြောပြပေးချင်ပါတယ်အခုနောက်ပိုင်းမှာလူတော်များများက AI generator တွေသုံးပြီးဗီဒီယိုတွေဖန်တီးတာများလာပြီမယ်တယောက်နဲ့တယောက်ဝင်ငွေတွေမသိသလိုအောင်မြင်မှုတွေကလည်းကွာနေတတ်ကြပါတယ်ဒါကလည်း AI ကိုပပနဲ့ဘယ်လိုသုံးရမလဲဆိုတာနဲ့ပတ်စံကိုဘယ်လိုပုံစံနဲ့ရှာမလဲကြိုစဉ်းစားရတဲ့နေရာမှာမတွေ့ကြလို့ပါဒါပေမဲ့ဘယ်နေရာမှာဘယ်လိုကွာပတ်စံရဖို့ AI influencer တွေအဓိကသုံးသွားတဲ့နည်းလမ်းက2ခုပဲရှိတာပါပထမတစ်နည်းကတော့ AI နဲ့ branding တည်ဆောက်တာပါဒီအတွက်ဆိုရင်ပထမဆုံး AI tool တွေနဲ့ကိုယ်စိတ်ကြိုက်ဘယ်သူနဲ့မှမတူတဲ့ AI image တစ်ခုကိုမွေးထုတ်ဖို့လိုပါတယ်နောက်ပြီးအဲ့ဒီ AI ကို influencer အနေနဲ့သုံးပြီးရေရှည်အောင်မြင်တဲ့ branding တစ်ခုကိုတည်ဆောက်တာပါမျက်စိနဲ့မြင်သာအောင်ပြောရရင်ကျွန်တော်တို့ content creator တွေ personal branding တည်ဆောက်သွားရတဲ့ပုံစံတူပါပဲတကယ်တော့ creator ကသူကိုယ်တိုင်ရှင်းမထွက်ပဲသူကိုယ်စား AI influencer ကိုသုံးလိုက်ပြီးသူပြောချင်တာချပြချင်တာတွေကိုလုပ်ခိုင်းလိုက်တဲ့သဘောပါဖန်တီးသူရဲ့စိတ်ကူးစိတ်တန်းကောင်းရင်ကောင်းသလိုဗီဒီယိုတွေကအကြီးကျယ်ပေါက်တာပါဒီလိုနဲ့အားပေးသူများလာပြီဆိုရင်တော့လာပြီးချိတ်ဆက်ကြတဲ့ company တွေစီးပွားရေးလုပ်ငန်းရှင်တွေကလည်းတစများတဲ့ထဲများလာပါတော့တယ်အဲ့ဒီအချိန်ကိုရောက်လာပြီဆိုရင်တော့ AI influencer ကိုနောက်ွယ်ကဖန်တီးရတဲ့သူကသူ့စိတ်ကြိုက်ကြီးခေါ်ရုံပါပဲအခုမြင်နေရတယ် email ဆိုရင်လည်း AI နဲ့လုပ်ထားတဲ့ influencer ပါဒါပေမဲ့သူကြညာပြရတဲ့အထက်မှာ BMW, Amazon, Magnet, IKEA တို့လိုနာမည်ကြီး brand တွေတောင်ပါပါတယ်ဒါပေမဲ့သူ့ကိုယ်ပိုင် brand တစ်ခုထောင်ပြီးဝတ်ထည်တွေပါရောင်းနေသေးတာပါနောက်ထပ်နာမည်ကြီး influencer ဖြစ်တဲ့ Eternal Lopez ကိုဖန်တီးတဲ့ creator ဆိုပို့လို့တောင်စီးပွားရေးအမြင်ရှိပါသေးတယ်သူ့ရဲ့ AI influencer Eternal ကကြညာတွေလက်မလည်အောင်လက်ခံနေရတဲ့အပြင်ကြည့်ရှုသူတွေစီက fan subscription ဝင်ငွေတွေဈေးဝယ်လို့ရတဲ့ link တွေချပေးပြီး affiliate commission ကနေပါပတ်စံနေတဲ့ယူနေတာပါနောက်ပြီး monetization ကရတယ်ပတ်စံတွေပါထပ်ပေါင်းလိုက်ရင်သူတို့ကိုဖန်တီးလိုက်တဲ့ creator တွေကအခုဆိုမီလီယံနာတော့အသာလေးဖြစ်ကုန်ကြပါပြီဒုတိယတနည်းကတော့ပို့လို့တောင်လွယ်ကူပါသေးတယ်ဘာလို့လဲဆိုတော့ဒီအတွက်ထူးခြားချာဘာ AI scale မှမလိုတဲ့အပြင်လာပိုင်းအတွင်းမှာပဲပတ်စံလည်းအများကြီးဝင်နိုင်လို့ပါဒါပေမဲ့ပထမနည်းလို့ဘယ်သူနဲ့မှမတူတဲ့ AI influencer ဖန်တီးကြမလို့ပဲ free AI app တွေထဲမှာပါတဲ့ AI image တစ်ခုကိုပဲသုံးပြီး video လုပ်တာပါဒီလို video တွေထုတ်တဲ့သူများပြီးအပြိုင်ဆိုင်လဲပုံများပါတယ်ဒါပေမဲ့ဖန်တီးသူမှာထူးခြားတဲ့စိတ်ကူးတွေ content creation အတတ်ပညာတွေရှိနေပြီးသားဖြစ်ရင်တော့ပြိုင်ဘက်တွေထက်နှာတစ်ဖြတ်ပိုတာပြီးသူ့ရဲ့ဗီဒီယိုတွေကအချိန်တစ်ခုအတွင်းမှာပဲဒီချပေါက်ပါလိမ့်မယ်အဲဒီနောက်တော့ post တစ်ခုတင်ပေးရင်ဘလောက်ကြောညာဆိုရင်ဘလောက်စတဲ့ငွေရရဲ့လမ်းကြောင်းတွေပါတပါးတည်းလိုက်လာပါတော့တယ်ဒီနေ့မှာကျွန်တော်တေချာပေါက်ပြောနိုင်တာတစ်ခုကတော့အခုနှစ်ပိုင်းတွေအတွင်းမှာ AI ကြောင့်ပတ်စံအပုံလိုက်ရှာနိုင်တဲ့သူတွေအရင်ကထက်အများကြီးပုံများလာတော့မှာပါဒါပေမဲ့ဒီလိုခေတ်ရည်စည်းကြောင့်ကပေးလာတဲ့အခွင့်အရေးကိုမိမိရစုပ်ကိုင်မှုဆိုရင်လိုတဲ့ skill တွေကိုအချိန်မီကြိုဖြစ်ထားဖို့တော့လိုပါလိမ့်မယ်ဒီအတွက်ဆိုရင်တော့ Creative Buzz Academy ရဲ့အသစ်ဆက်သင်တန်းဖြစ်တဲ့ AI course ရှိပါတယ်သင်တန်းမှာ AI ကိုဘယ်လိုကောင်းကောင်းအသုံးချရမလဲဆိုတာအပြင်ဗီဒီယိုတွေပေါက်ဖို့လိုအပ်တဲ့တခြား skill တွေပါထပ်ဖြည့်ပြီးပေါင်းစပ်သင်ကြားပေးအောင်ပါနောက်ပြီးဒီသင်တန်းကိုအားလုံးလက်လက်မီရဲ့သင်တန်းချင်းနဲ့ပဲဖွင့်လှစ်ပေးသွားမှာဖြစ်လို့အများဆုံးစီးရင်ပေးထားဖို့ကိုတော့တိုက်တွန်းချင်ပါတယ်ခင်ဗျာကျွန်တော်ကတော့ထုံးစံအတိုင်း Creative Buzz Academy ကအောင်စုပိုင်မှာနောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်ခင်ဗျာ